Let's go. Check it out. တယောက်နဲ့တယောက်လူတွေဘာညာတွေစမဂလာတွေ yeah ထားလိုက်ပါလားရပါမှာတော့မဟုတ်ပေမဲ့လေပြောမယ်မင်းနဲ့ပဲချစ်ချင်တာမင်းနဲ့ပဲရှိချင်တာမင်းနဲ့ပဲချစ်ချင်တာမင်းနဲ့ပဲရှိချင်တာမင်းနဲ့ပဲချစ်ချင်တာမင်းနဲ့ပဲရှိချင်တာနာကက်တွေတိမြင်တာမတိမြင်တာတေခဏထားနေထိုင်ရကဘာမှာလူတွေဟာချင်တာမင်းစင်မမှုနဲ့ဝေးကွာနာကျင်မှု stay ရနှလုံးသားဝေဝမှုကလာပြီးတော့ရောချစင်မမှုကပျောက်ရှာလဲမနေလမ်းကြောင်းကပြောင်းသွားတခါတလေအငွေသက်တီကြားထဲမှာပဲကောင်းသွားလုံသားအထီးခံမခံနိုင်တဲ့အလဲနဲ့ကြောင်းသားတခါတလေရွေးချယ်စရာဒီထဲမှာပဲအဖြေတွေကြောင်းခေါင်းစားစူးစမ်းမှုကြောင့်တယောက်တည်းအမြင်ကိုရောက်သွားရင်ရောကောင်းသလားတခါတည်းမြင်တခါတည်းသိတခါတည်းရှိသွားတွေးချက်လက်တွေကိုပဲအမှန်မြင်ရှုမြင်စရာတောင်းပေါင်းစုံထဲတစ်ချက်ထဲကိုပဲအမှန်တင်အထင်တွေကြောင့်တစ်ဖက်ထဲကိုပဲတာရချင်းအတွေ့တွေကြောင့်ချလာရင်လူတွေနဲ့ဝေးကွာမပြင်းနိုင်သေးတော့ဒီအတွေ့တွေကြောင့်ပဲလေအသိချစ်ကပါသိန်းလောက်ပို့ပြီးတော့ဝေးလာကိုအားကိုမကိုတဲ့ဒုက္ခရောက်အချိန်ဘယ်သူမှလာပြီးတော့မဖေးမကိုအုံတော့မရှိလို့ဖြစ်သွားမစဲနဲ့ခွေးသားမင်းအုံနောက်ကိုပဲကောင်ကလာပြီးစေးတာရုပ်ရှင်လောကထဲကလို့တက်မရင်တော့မင်းကတစ်ဖက်ပိုက်တဲ့မင်းသားမင်းပြန်ပြောစရာရှိမှကတိဟာကတချင်းလားမင်းနဲ့ပြန်ကြည့်မင်းကိုမင်းပြန်ပြီးတော့ညင်ပွားစားပြီးကတော့စကားများရတစ်ဖက်နဲ့တစ်ဖက်ချင်းများကြုံလာသေးတော့ရများမရောက်ခင်စိတ်ထဲကဆန်တွေကိုလှုပ်ပြီးတော့ရှင်းထားကိုဘဝရဲ့အမားတွေကိုပြန်ကြည့်ပြီးတော့မြင်တာခံတာနဲ့စိတ်တရားဝဲအောင်တတိနဲ့ခင်းထားရကိုအကျိုးကြောင့်ဆက်ပြီးတော့စဉ်းစားနှလုံးသားထွက်လာတာအုံနောက်ကထွက်တာလာမသိတဲ့စက်ကလုံးများနဲ့ငါရဲ့ချင်းများလာပြီးတော့ညင်ပွားအုံနောက်ကပြန်ပြီးတော့စဉ်းစားမိ